ကဘာတဝန်းကစစ်ဝင်စားနေကြတဲ့အစည်းအရေးနဲ့ဟာမတ်စ်စစ်ပွဲအခြေအနေနဲ့ပတ်သက်ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့နောက်ဆုံးပြောကြားချက်ထွက်ပေါ်လာပါတယ်။အမေရိကန်သတင်းဌာနတစ်ခုရဲ့မေးမြန်းမှုကိုဖြေကြားရမှာသူနဲ့အစည်းအရေးဝန်ကြီးချုပ်နေတန်ယာဟူတို့ဟာနေ့စဉ်ဆက်သွယ်စကားပြောဆိုမှုတွေရှိနေတယ်လို့မစ္စတာထရမ့်ကအခိုင်အမာပြောကြားခဲ့ပါတယ်။သူတို့နဲ့ဦးကြားမှာစစ်တွဲအဆုံးသတ်ရေးနဲ့ပတ်သက်လို့ရည်မှန်းချက်အနည်းငယ်ကွဲပြားမှုရှိနိုင်ပါတယ်။သို့တော်လည်းအဓိကအားဖြင့်တော့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးတဲ့ပူးပေါင်းလှုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်စစ်ပွဲဘယ်လောက်ကြာရှိနိုင်မလဲဆိုတဲ့မေးခွန်းကိုတော့မစ္စတာထရမ့်ကအတိအကျဖြေကြားခြင်းမရှိခဲ့ပါဘူး။ဒါပေမဲ့လက်ရှိစစ်ရေးအခြေအနေတွေဟာသူတို့မျှော်မှန်းထားတဲ့အစီအစဉ်ထက်ကိုအများကြီးပိုပြီးရှေ့ရောက်နေပြီလို့ထည့်သွင်းပြောကြားခဲ့ပါတယ်။သူ့ရဲ့သမ္မတပထမသက်တမ်းကာလအတွင်းမှာအမေရိကန်စစ်တပ်ကိုအင်အားတောင့်တင်းအောင်ပြန်လည်တိစောက်နိုင်ခဲ့တယ်လို့လည်းထည့်သွင်းပြောဆိုခဲ့ပါတယ်။ယခုအချိန်မှာတော့အဆိုပါစစ်ရေးအင်အားတွေကိုကောင်းမွန်တဲ့ရည်ရွယ်ချက်တွေအတွက်အသုံးပြုနေပြီဖြစ်ကြောင်းမစ္စတာထရမ့်ကရှင်းလင်းပြောကြားသွားပါတယ်။